包了ထိုင်းလို့ခေါ်တယ်နာဘူးကိုထိုင်းလို့ဘယ်လိုခေါ်ပါလဲ对啊，对呀，然后你们那边嘞，只要比啊，乌地瓜，通通的，不然的我变我不能搬搬掉。ထိုင်းစကလုံးလေးတွေကိုမြန်မာလိုပြောပြီးတော့ထိုင်းလို့ပြရအောင်ဖြစ်ပါတယ်အမြန်ဆုံးနဲ့အမှန်ဆုံးပြင်နိုင်လူကကြတော့အမှတ်ရအောင်ဖြစ်ပါတယ်ဒီကလို့ပထမအုပ်စုမှာပေါ့နော်အမှတ်အနည်းဆုံးရတဲ့လူကကြတော့နှခမ်းနေနဲ့စိုးဝမ်တီမှာဖြစ်ပါတယ်နှခမ်းနေနဲ့ဘယ်လိုစိုးဝမ်တီမလဲဆိုတာကိုထိုင်းစကားပြောလေးတွေပြောရင်းနဲ့ကျွန်တော်ကြည့်လိုက်အောင်โอเคပထမအုပ်စုစလုံးကကြတော့မမေးနဲ့ထိုင်းလို့ပြောလဲโอเคဖြစ်မယ်မဟုတ်တယ်ဘူးမတုံးတယ်ဘူး我看不到了，我看不到。没那时候耶。你还见到那个？ မားတယ် 亚林。 โอเคပါမမေးနဲ့ဆိုရင်တော့ယာလင်လို့ပြောပါတယ်ယာလင်မမေးလင်ဆိုတာအတိတ်ပဲမတူဘူးเนาะဒီကကြတော့ရေတော့ချိုးတဲ့ကိုထိုင်းလို့ခေါ်တယ်ပိုင်အမ်နန်ဆိုရင်တော့မှန်ပါတယ်โอเคနောက်ခုကြည့်အောင်ကူညီပါဦးဆိုရင်吹对。ကူညီပါဦးဆိုရင်တော့ချွေတွေးလို့ပြောရင်မှန်ပါတယ်နောက်တစ်ခါကျတော့ရည်စားရှိလား 那米派嘛？ โอเคရည်စားရှိလားမီဖန်မိုင်းဆိုရင်တော့မှန်ပါတယ်နမတ်မတက်ကတမတ်ကိုတော့ကတမတ်ဆိုရင်နောက်ထပ်တစ်ခုကြံပါတယ်နောက်ဆုံးတစ်ခုမြင်ပါမယ်ခဏဆောက်ပါ那米罗斯库纳卡。ခဏဆောက်ပါဆိုရင်ရောစခရုနာခဆိုရင်မှန်ပါတယ်โอเคပထမအုပ်စုမှာじゃအမှတ်အနည်းဆုံးကကြတော့ဒီပဲဟမ်ဒီပြည့်နေတယ်အဲ့ဆိုရင်နောက်တစ်ခုမေးမယ်နော်တနာစရာကောင်းတယ်ဟုတ်မယ်那送啥？ နောက်ဆုံးလာဆိုမှန်ပါတယ်တော့မရှိသေးတယ်မင်းနဲ့တော့မဖြစ်သေးဘူးဟိုကတားပြီးတော့ 问他，中。 မတက်တဲ့တမတ်ဆိုတော့အရှိရကမဲ့သူကတော့မတက်လေးပြပါတယ်โอเคမတက်လေးဝိုင်းပြီးချစ်မှာဖြစ်ပါတယ် ချိန်ဆွဲတဲ့ 谁说吧？ ငါတက်တယ်ဒီလားလက်သုံးစစ်လို့ပြောတာ 那这是。 လက်သုံးစစ် အေးဘယ်လိုစရမလဲမသိတော့ဘူးလက်လာလေးဆွဲပေးချင်တာဒီလိုလေးပဲဆွဲလိုက်တယ်မယ်သူကနာပုံနာသူကကုန်သားဟေးရန်သူလိုဆက်ဆံတော့သူတို့ချစ်ချင်းမြတ်တာရေခါနေ ဟုတ်လားဆွဲ โอเคအဲ့ဆိုရင်ဒုတိယအုပ်စုတောင်းပြပါတယ်ဒုတိယအုပ်စုမေးခွန်းအစင်းလေးလောက်ရမယ်နော်ထားမယ်နော် ကိုတော့မယ် အမြန်ဆုံးနော်ဤပေါက်တော့ထိုင်းလို့ခေါ်တယ်ဤပေါက်တာဤပေါက်တော့ထိုင်းလို့ခေါ်ပါလဲ 对啊对呀然后你们那边嘞ခီအော်အော်ခီရော ပါပါတယ်ရုံးပြတိုင်းပေါ့နော်အချိန်ပြည့်တော့ဤပေါက်လဲဆိုရင်တော့တုတ်လို့ပြောပါတယ်တုတ်ဆိုဤပေါက်တော့ပြောပြပါတယ်ဤပေါက်တော့ဘယ်လိုခေါ်လဲ တော့ โอเคဒီကကျတော့ငါ့ကိုယုံပါဆိုရင် ချစ်ရနော်နော် โอเคမှန်ပါတယ် နူဆိုတာဘယ်လိုပြောတာမင်းကမှကြည့်ကြပြော ဟုတ်ပါတယ်ပုံမှန်ဆိုရင်တော့ချက်ချမ်းလို့လည်းသုံးလို့ရတယ်ချက်နိုလို့လည်းသုံးလို့ရပါနှစ်မျိုးလုံးသုံးလို့ရပါတယ်โอเคဒုတိယအမေကိုကြည့်အောင်မလိုအပ်ဘူးဆိုထိုင်းလို့ပြောပါလဲ 没送家မာပြီ မားပါတယ် မိုက်တောင်းက မားပါတယ် မိုက်တောင်း 好不 မားပါတယ် 妈的 မလိုအပ်ဘူး 妈这怎么妈不对没到他 ဟုတ်မားတယ်အချိန်ပြည့်ပါပြီโอเคမလိုအပ်ဘူးဆိုရင်တော့မိတ်ချမ်ပင်လို့ပြောရတယ်နော်ဘယ်လိုခေါ်လဲ 没家被 နော်မိတ်ချမ်ပင်မလိုအပ်တာကိုပြောပြပါတယ်โอเคဒုတိယစလုံးကကြတော့အိမ်မလာပါမပါသေး 汉地呢 အိမ်မလာလာမပါစေတိုင်းလို့ဆိုရင်တော့ဖန်ဒီနာပြောရင်မှန်ပါတယ်အဲ့ဆိုရင်တော့ဒီက2မှတ်ရပါဖြစ်ပါပြီနောက်တစ်ခါကျတော့စောထ动叉叉 မှန်ပါတယ်တုံချောင်းဆိုရင်တော့မှန်ပါတယ်တုံချောင်းမှန်ပါတယ်โอเคအဲ့ဆိုရင်တော့3လုံးမှာအမှတ်အနည်းဆုံးရတဲ့သူကကျတော့အထွန်းဖြစ်ပါတယ်အဲ့ဒါဆိုတော့ထွန်းကနေပြီးတော့အချစ်ခံအောင်ဖြစ်ပါတယ် 这东西不嘛အဲ့လိုလေပဲတရုတ်ပြည်ကဥတီဘွားထုံတုံးကြတာဆွဲတော့ပြန်မပြန်ပိုင်းပိုင်းပြတ် โอเคရပါပြီ လက်ကြိုင်တယ်ဘယ်လိုစမ်းမလဲ အဲ့ဆိုရင်နောက်ဆုံးအုပ်စုပေါ့နော်နောက်ဆုံးအုပ်စုမှာ3စုမေးမှပေါ့တကယ်လို့2ယောက်မေးတဲ့ဆိုရင်တော့1ယောက်မဖြေနိုင်ဘူးဆိုမဖြေတဲ့လူကချစ်ကန်ထိမှဖြစ်ပါတယ်နော်โอเคတူတာရှိတယ်ဆိုရင်တော့နောက်ထပ်တစ်စီထပ်ကြုံမှာပေါ့နော်ပထမတစ်ခါကျတော့အဲ့ရအသိန်းတော့ထိုင်းလို့ပြောပါတယ် မဖြစ်နိုင်ကဲဖမ်းမယ် မှားပါတယ် ကစ်တင်နော်
gift တီနော်ဆိုရင်မှတ်ပါတယ် ခမတမရပါ gift တီနော်ဆိုတာအဲ့ရသိန်းတာပြောပြပါတယ် okay နောက်ကကြတော့နှာဘူးကိုထိုင်းလို့ဘယ်လိုခေါ်ပါလဲ တိရနာဘူး နှာဘူးကိုခေါ်ပါလဲ အကြောင်းမမပြလာမမပြလာ คนจมูก မှားပါတယ် คนบัว မှားပါတယ်နှာဘူးဆိုတာကဘန်းစကားပေါ့နော်နှာဘူးတွေကိုပြောတဲ့အသုံးလုံးရှိတယ်ပေါ့နော် ကထွေဟုတ်ဟုတ်ပါဘူးโอเคတင်ပြပါပါပြီနှာဘူးဆိုရင်ပုံမှန်ဆိုရင်တော့ root ကြည့်လို့ခေါ်ပါတယ် root ကြည့်ဆိုတာစိတ်မနှံ့တဲ့တွေပြောတာပေါ့စိတ်မနှံ့ကြအဲ့လိုနှာဘူးဆိုရင်နှာဘူးလို့တည်းရဲ့အသုံးလုံးမရှိတာမယ်အဲ့လိုနှာဘူးလေးတွေ root ကြည့်စိတ်မနှံ့တဲ့တူပေါ့နော်အဲ့လိုသုံးတာများပါတယ်နှာဘူးစိတ်မနှံ့တူဆိုရင် root ကြည့်root ကြည့်ဆိုစိတ်ရောဂါမျိုးပြောတာပေါ့နော်ဒါပေမဲ့နှာဘူးလို့တည်းရဲ့တော့မသုံးဘူးပေါ့နော်ဒုတိယသလုံးကကြတော့လွယ်လေးနော်လွယ်လေးငါပိ ကပိ ကပ်ပီဆိုရင်တော့မှန်ပါတယ်โอเคဒီခေါက်ကြတော့နောက်ဆုံးဆိုတော့တယောက်ကို3ချက်ချင်းမှဖြစ်ပါတယ်ကြည့်လိုက်ရအောင် မမရောလက်သုံးချက်တာသုံးချက်ပဲနော် ပို့ဝိုင်းနေက လက်နဲ့တိုင်း ဒီလိုက်ကြခဲ့လေ အမဒီဘက်ပါလေးလက်နဲ့တိုင်းမ တယောက်ကိုပေါ့နော်အများကြီးချစ်လို့မရဒါပေမဲ့3ချောင်းချစ်ရမယ်3ချောင်းကလည်းလက်3စင်းမကြော်ရအောင်နော်ချစ်လို့မရပါဘူး လက်စစ်ပဲလက်တော့ချစ်ပလိုက်စမ်းပါမျက်နှာ မမတတာလေး အနိုင်ကျင်တယ်လို့မပြောနိုင်ဘူးနော် နောက်ထပ်အစီအစဉ်မှာနောက်ထပ်ပတ်တင်မှာလည်းဘလူတွေကဘယ်လိုချစ်ကန်ကြည့်မလဲဆိုတော့စောင့်မျှော်ကြည့်တွေ့ကျင်ပါတယ်ဒီကတော့ပေါဝင်ကစားခြင်းနဲ့ဆိုရင်တော့ဒီကစားချင်းပေါင်းထက်လက်မှာ online သင်တန်းတွေပြင်သင်တန်းရှိပါတယ်သင်တန်းကိုအထားမဲ့ဆိုရင်တော့ဒီမျိုးကစားနည်းတွေကိုပေါဝင်ကစားမှဖြစ်ပါတယ်အဲဒါဆိုရင်နောက်ထပ်အစီအစဉ်မှာပြန်လည်ဆုံတွေ့ကြအောင်အားလုံးကျေးဇူးပါတယ်ဘိုင်ဘိုင်